ကျေးဇူးတင်တယ်ကျွန်တော်တေးချာချာသေးစိတ်မိတ်ဆက်ပေးတဲ့မောင်လေးကိုမလေးတက်ခင်ရတော့တောင်းပြီးကောင်းပါစေကျွန်တော်ရှင်းဥစွာပြားခင်ကိုသူပဲကျေးဇူးတင်တယ်ကျွန်တော်ဒီလိုခွင့်ရရဖို့ဆိုတာတကယ်ကြုံတော့ကြုံခဲ့ပါကျွန်တော်တို့မှာအခုဆိုရင်6နှစ်ရှိပြီအဲ့ဒီအချိန်မှာကျွန်တော်တို့တင်းတော်တွေခုနဲ့တစ်ခုအပြန်အလှန်မိသားရပွဲပြီးဒီလိုအချိန်ခရစ်စမတ်ချိန်ကလွယ်ပြီးတော့တွေးဖို့ဆိုတာမဖြစ်နိုင်တော့ဘူးဒါပေမဲ့ကျေးဇူးတော်ဘုရားသခင်ကအချိန်ပြီးတစ်ချိန်ကျွန်တော်တို့ဆွဲပြီးပူပေါင်းပေးတဲ့အခါမှာဒီကနေ့ဆိုရင်ဒီနေရာမှာဒီအချိန်ဒီမှာလာပြီးတော့ကျွန်တော်ဒီနေရာမှာမတ်တက်ရက်ခွင့်ရတာဘုရားသခင်ရဲ့ကျေးဇူးတော်ပါပဲလို့ဘုရားသခင်ကောင်းမြတ်ပါတယ်ကျွန်တော်တို့ချင်းချင်းမိသားရပွဲခြင်းနဲ့ဘုရားသခင်တာရေးပေါ်ပြခြင်းနဲ့အများကြီးရှိပါတယ်ပြီးတဲ့အခါမှာကျွန်တော်ဒီမှာရှိနေတဲ့ဆရာတင်းအောင်ဆရာနဲ့တော့ကျွန်တော်တင်းတော်လူကြီးရောက်ကြတယ်သူပဲကျေးဇူးတင်တယ်ကျွန်တော်ဒီမှာအချိန်ပေးတဲ့အတွက်ကြောင့်ကျေးဇူးတင်ပါတယ်အဲ့တော့တင်းနာရောက်စီတိုင်းသူပဲကျေးဇူးတင်တယ်သူတစ်ပြက်ဘာဖြစ်လို့လဲဆိုတော့ပုံမှန်အားဖြင့်ကျွန်တော်သိတယ်ဒီမှာချင်းဘာသာစကားနဲ့ကိုပြုကိုပွဲဆိုတော့ကျွန်တော်သိထားပါတယ်ဒါပေမဲ့ကျွန်တော်တို့လာတဲ့အားဖြင့်သူတို့တို့လိုမြန်မာညီကိုလာတဲ့အခါမှာဒီမှာကျိုးသားပြီးကျွန်တော်မြန်မာဘာသာစကားနဲ့ကိုပြုကိုပွဲပဲကျွန်တော်သူပဲကျေးဇူးတင်ပါတယ်ဒီကိစ္စလည်းမလွယ်ပါဘူးကျွန်တော်သိပါတယ်တဘာဝိနေလည်းတကယ်ကိုသူ့အနေနဲ့နော်အကောင်းဆုံးပြောပြခြင်းအဲ့တော့ကောင်းသူတို့လည်းကျွန်တော်တို့ကောင်းကျန်မစ်ဆက်ပေးတယ်ခွန်အားပေးတယ်တိုက်တွန်းပေးတယ်ဒါကလွယ်တဲ့ကိစ္စမဟုတ်ပါဘူးကျွန်တော်တို့ပြောနေကြပါလားစကားမဟုတ်ခဲနဲ့ပြောဖို့ဆိုတာအတော်ဖက်ကြောင်းကျွန်တော်ဒါကြောင့်အထူးပဲကျေးဇူးတင်တဲ့အကြောင်းကျွန်တော်ပြောချင်ပါတယ်လို့ဒီကနေ့ကျွန်တော်ဒီမှာတရားဒေသနာဝင်ငှားရတော့မယ်ဆိုတော့လေကျွန်တော်စဉ်းကျင်ပါတယ်ဘယ်အကြောင်းအရာကိုအဓိကထားဝင်ငှားရင်ကောင်းမလဲအဲ့တော့ဒီကနေ့ကျွန်တော်ပြောသွားမယ့်အချက်ကကျွန်တော်ဒီမှာမလို့ပြောတာဆိုတာရင်လေဟုတ်တော့မဟုတ်ပါဘူးကျွန်တော်ပြောတဲ့ခင်ပေါ်ပြလာတဲ့တမန်တရားရှိတယ်အဲ့ဒါကိုကျွန်တော်အတင်းတော်မှာလည်းကျွန်တော်အနေနဲ့ဟောပြောလေးရှိတယ်ပတ်စင်ဟောပြောလို့ရှိလို့ဒီနေ့မှလည်းဆက်ပြီးပြောတဲ့ခင်ပေါ်ပြတဲ့တဲ့ကနေကျွန်တော်ဒီမှာထပ်ပြီးတော့ဝေမျှချင်ပါတယ်အဲ့တော့တမန်တရားလာတဲ့အခါမှာဒီမနေ့ဆရာလည်းပြောတယ်လို့ပေါ့နော်ကျွန်တော်ကဒီကလူတွေကိုထင်သေးလို့ပြောသလားလို့ထင်တော့မှလည်းစိုးရိမ်ရတာရှိတာဟုတ်နော်ကျွန်တော်ဒီကလူတွေကိုပဲသိတာပြောနေမှာမဟုတ်ပါဘူးလို့ကျွန်တော်အားလုံးမှာကြုံနေရနိုင်တဲ့အခြေအနေတွေရှိတယ်အဲ့ဒီတရားတွေမှာကျွန်တော်ကလည်းပြောတဲ့ခင်ပေါ်ပြတဲ့တရားတွေပြန်လည်ဝင်ပြမှာဖြစ်ပါတယ်အဲ့တော့ဒီချိန်မှာပြောတဲ့ခင်ဆရာပြောနေအောင်ကျွန်တော်ပြောတဲ့ခင်သုံးဖို့ပြောနေကြရအောင်ကျွန်တော်ချိန်ပန်များစွာမှာကိုပြုကိုယ်ွယ်ခြင်းပဲဖြစ်ဖြစ်ချီးမွမ်းကိုယ်ွယ်ခြင်းမှာပဲဖြစ်ဖြစ်ဘုရားရှိခိုးလာတဲ့အခါမှာဖြစ်ဖြစ်ကျွန်တော်ကိုယ်တိုင်ဘယ်လိုကြုံခဲ့ဘူးလဲဆိုတော့ဘုရားရှိခိုးရလာတဲ့အချိန်မှာဘုရားမရှိခိုးနဲ့ပြန်လာတဲ့အချိန်အများကြီးရှိပါတယ်ဘုရားရှိခိုးလာတဲ့အချိန်မှာလူကဘယ်လိုသင်းဆိုတယ်လဲကြည့်တယ်ဆရာကဘယ်လိုစကားပြောတယ်လဲကြည့်တယ်ဆရာဘယ်လိုတရားဟောတယ်လဲကြည့်တယ်နားတော့လေအကယ်အပြန်မှာတကယ်ကြောက်ပါမယ်ဘုရားရှိခိုးရလာလို့မေးရှိခိုးခဲ့ဘယ်အချိန်မှာရှိခိုးလိုက်တာလဲလို့မေးဘယ်အချိန်မှာကျွန်တော်ဘုရားရှိခိုးမှမသိတဲ့ခါရှိတယ်ဘယ်အချိန်မှကျွန်တော်ဘုရားရှိခိုးအဲ့တော့ကျွန်တော်ပထမဆုံးတကယ်အရောက်စီတိုင်းကိုတကယ်တိုက်တွန်းနေတာဒီကနေ့ဒီနေရာမှာနှုတ်ကပတ်တရားကိုနှုတ်ကပတ်တော်ဆိုတဲ့ဘက်ကဘုရားသခင်ရဲ့စကားဖြစ်တယ်ဘုရားသခင်ရဲ့စကားကိုကျွန်တော်ကတော့ကျွန်တော်ဘုရားသခင်ပေါ်ပြတဲ့လောက်ကိုပြန်လဲဝေမျှမှာဖြစ်တယ်ဒါပေမဲ့နှလုံးသားရဲ့အထိတကယ်ပြောရမယ့်ပုံကဘုရားသခင်ပဲဖြစ်ပါတယ်ကျွန်တော်မပြောနိုင်ပါဘူးဒါပေမဲ့ဘယ်လိုလူတွေကိုဘုရားသခင်ကနှလုံးသားရဲ့အထိစကားပြောမလဲဆိုတော့တမန်ကျမ်းစာကဘယ်လိုပြောသလဲဆိုရင်ကိုရောကိုမျိုးလေးတော်သူနဲ့ကိုရောကိုရှာတော်သူရဲ့စိတ်နဲ့ဉာဏ်ကိုလေထာဝရဘုရားဂျေဇုရှိတယ်ပြောတယ်။ဘုရားရှိခိုးလာတဲ့အချိန်တိုင်းဝုပြုကိုးကွယ်လာတဲ့အချိန်တိုင်းမှာကျွန်တော်ဘုရားတောင်းပါဆိုကျွန်တော်စတဲ့အချိန်တိုင်းမှာဒီစကားကိုပြောလို့ရှိတယ်။ဒီကနေ့ဘုရားသခင်တရားပြောလဲ။ဘုရားသခင်ကဒီညီကိုသုံးဖို့မျှော်လင့်ပါ။ဘုရားသခင်ကဒီချီးမွမ်းကိုးကွယ်တဲ့တခြင်းတွေကိုသုံးဖို့မျှော်လင့်ပါ။ဘုရားသခင်ကဒီဆရာကိုသုံးဖို့မျှော်လင့်ပါ။မျှော်လင့်တော့သူမှန်ရင်အဲ့ဒီသူရဲ့စိတ်ဝိညာဉ်ကိုဘုရားသခင်ကကျေးဇူးပြုတယ်ဆိုတာတတိယလို့ရှိတယ်။မျှော်လင့်ရင်ကျေးဇူးပြုခြင်းမခံရပဲထွက်သွားရတာရှိတယ်။အဲ့တော့ဒီအစဆုံးကဘုရားရှိခိုးနေတာဖြစ်နိုင်တယ်။တခြင်းတော့ဘုရားရှိခိုးတာလားဖြစ်သွားနိုင်တယ်။မဖြစ်ခဲ့လည်းနေနိုင်တယ်။ဘယ်လိုအချိန်မှဖြစ်သွားလဲဘုရားဆိုဘုရားသခင်ကမျှော်လင့်ပြီးတော့ဘုံတော်ချင်းမကျွနားတော်တဲ့ကမှာဘုရားသခင်ကမျှော်လင့်နေတဲ့အချိန်တိုင်းကဘုရားသခင်ကိုပြုဖို့ဝင်နေတယ်။ဘုရားသခင်ကကျေးဇူးပြုရခြင်းရှိတယ်။ဒါပထမဆုံးအနေနဲ့ကျွန်တော်အရောက်စီတိုင်းကိုစိတ်လုံးသားရနေဘုရားသခင်စီက
မျောလင်းဖို့ရန်ပြတ်တင်စီမှာအဲ့နေပြတ်တင်ပြောကြရအောင်ကိုရရှင်ဒီကမျောလင်းပါလေကိုရရှင်ဒီကားလို့အသုံးပြုပါလို့ပြီးတော့ကျွန်တော်တို့ဒီချိန်မှာခဏလောက်ကိုယ်နဲ့သူရှိတဲ့အကြောင်းသိကောင်းအောင်ဟာလေလုယာပါကိုရရှင်ကလည်းမျောလင်းပါကိုရရှင်ကလည်းဆက်ပြီးကိုရရှင်ဖာပြတယ်လောကတော်ကိုရရှင်စိတ်လုံးလိုက်ဒီကိုရရှင်ကလည်းဆက်ပြီးကိုရရှင်မဆက်တွေ့ပြီးလေလောကတော်ဒီတော်တော်ဝိနည်းနဲ့ဖြစ်တယ်ကိုရရှင်နဲ့တန်တယ်မရှိနာယာနင်းစီချစီစိတ်နဲ့နာလို့ပြီးလို့ကိုရရှင်ကယေရှုမှာဆက်ပြီးအာမင်အဲ့ဒီနေ့ကျွန်တော်ခေါင်းစဉ်လေးကိုတော့ဘုရားသခင်ပဲတက်နိုင်တယ်လို့ကျွန်တော်ခေါင်းစဉ်ပေးရတယ်ကျွန်တော်ရွေးချယ်လာတဲ့တမန်ကျမ်းစာကိုလည်းကျွန်တော်ဖတ်ချင်တယ်ရှင်မာကုခရစ်ဝင်ကျမ်းအနည်းစေနေစက်ကွန်ကနေပြီးတော့20ကွန်ဒီဖြစ်ပြက်ကလေးကကျွန်တော်တို့ကြားမှုပြီးသားဖြစ်မယ်ကြားမှုပြီးသားဖြစ်မယ်ကျွန်တော်အရင်ဆုံးတမန်ကျမ်းစာအရေးကြီးလို့ကြောင့်ဒီလိုဖတ်ပြချင်ပါတယ်ပြီးတဲ့အခါကျတော့ကျွန်တော်ရဲ့ဒီနေ့မြင်တဲ့ကွာကျွန်တော်ပြတဲ့လူတွေနဲ့ရောက်ဆက်ပြီးပြောပြချင်ပါတယ်အားလုံးနားဆွင့်ရဲ့နားထောင်ရအောင်လမ်းမှာကြွတော်မူစဉ်နဲ့တကယ်ယူလမ်းမှာကြွတဲ့အချိန်မှာလူတယောက်ဒီအတန်တော်တို့ပြေးဒူးထောက်ရဲ့တကယ်ယူလမ်းမှာကြွနေတဲ့အချိန်မှာလူတယောက်ဒူးထောက်ပြီး production ရှိတော့မှဒူးထောက်လိုက်တယ်ကောင်းမြတ်သောဆရာကောင်းမြတ်တဲ့ဆရာထာဝရအသက်ကိုရမိကြောင်းအမွေခံရအပ်သောငါကျွန်တော်ဒီအဘယ်မှုကိုပြရပါအနည်းဘူးနေလျှောက်ကောင်းမြတ်တဲ့ဆရာကျွန်တော်ထာဝရသက်ရတယ်ဘယ်လိုလုပ်ရမလဲယေရှုကငါ့ကိုကောင်းမြတ်သူကိုဘယ်ကြောင့်ခေါ်လဲဘုရားသခင်ဓမ္မတိသာကောင်းမြတ်တော်မူ၏တင်းဒီပညာတော်တို့ကိုသိသည်မဟုတ်တော့သူ့မယားကိုမပြစ်မှားနဲ့လူအသက်ကိုမတတ်နဲ့သူ့ဥစ္စာကိုမကိုနဲ့မမှန်သောတတ်တွေကိုမခံနဲ့သူ့ဥစ္စာကိုမတရားသဖြင့်မသိမ့်နဲ့မိဘကိုယိုသေးစွာပြုလို့ဟုမိန့်တော်မူရင်တချို့ကတော့ဒီနေရာမှာမေးခွန်းတွေစထွက်လာတဲ့အခါရှိတယ်ယေရှုကငါ့ကိုကောင်းမြတ်တယ်လို့ဘယ်လိုဘာလို့လာခေါ်တာလဲနော်ဒါလည်းဘုရားသခင်တပါးတည်းပဲကောင်းမြတ်တယ်အဲ့တို့ရတယ်တွေ့လာယေရှုကိုယ်တော်ပြောတယ်ယေရှုကိုယ်တော်ပြောတယ်လားယေရှုကဘုရားသခင်တော်မကောင်းမြတ်ဘူးသူကဒီနေရာမှာပြောတာဘာဖြစ်လို့လဲဆိုတော့ဒီပုဂ္ဂိုလ်ကယေရှုကဘာပဲခေါ်လဲသူကောင်းမြတ်တော်ဆရာတကယ်ယေရှုသူဘုရားပြည့်မသိဘူးတကယ်ယေရှုဘုရားပြည့်မသိဘာပြည့်မသိလဲကောင်းမြတ်တော်ဆရာဖြစ်ပဲသိတယ်မြေကြီးကတင်ကြားပေးနိုင်သောဆရာဖြစ်ပဲသိတယ်တင်ကြားပေးနိုင်သောဆရာဖြစ်ပဲသိုံနဲ့ယေရှုကောင်းတယ်လို့လာပြောတယ်ယေရှုကငါ့ကိုဖခင်သခင်လို့မသိမချင်းမင်းကကောင်းတယ်လို့ခေါ်ရကြအကြောင်းမရှိဘူးအကယ်၍သခင်ယေရှုဖခင်သခင်မသိပါကိုရရှိကောင်းမြတ်တယ်လို့ပြောလိုက်ရုံပဲသခင်ယေရှုကောင်းမြတ်တယ်ဒီနေရာမှာဘာလို့မခေါ်ခိုင်းတာလဲဆိုတော့ဒီလူကသခင်ယေရှုကိုဖခင်သခင်မသိဘူးလို့ဖြစ်တယ်ဒါကကျွန်တော်ရှင်းပြတာဖြစ်တယ်အဲ့တော့အဲ့ဒီကမှတကယ်လည်းပြန်ပြောတယ်မင်းငယ်စဉ်တွေကပြည့်ညက်တရားတွေကိုပေးဒီဘာပြောလဲသူ့မယားကိုမပြမနဲ့လူသက်ကိုမတန်နဲ့သူ့ဥစ္စာမခိုးနဲ့မမှန်သောတတ်တွေကိုမကန်နဲ့သူ့ဥစ္စာကိုမတရားသဖြင့်မသိနဲ့မိဘကိုယူပြီးသွားပြုလို့မိတ်တယ်ဒီညနေရှိတယ်ကွာလူချင်းတရားငါတော့ဆက်ဆက်အဲ့ဒီကမှဒီလူကဘာပြောပါပြန်ပြောလဲဆိုတော့အရှင်ဘုရားထိုပညာရှိသူများတို့ကိုကျွန်တော်ဒီငယ်တော်ရောရွေမစာ၍စောင့်ရှောက်ပါပြီးရှောက်တယ်ဒီလူကစုံနေငယ်လေးတွေကပညာကြားဆောင်နေတာရှောက်ပါတယ်စောင့်ရှောက်တာယေရှုဒီထိုသူကိုကြည့်ရှုလေချစ်တော်စိတ်ရှိ၍ချစ်တဲ့ယေရှုကြည့်ပြီးတော့ချစ်ချင်းမြတ်တာပြီးတယ်ပြောတယ်တင်းဒီခုလိုဒီဘာလို့ကိုဥစ္စာရှိသမျှကိုရောင်းပြီးစင်ရတော့သူကပြီးတယ်ထိုသောပြုလင်ကောင်းကင်ဘုံ၌ခန္ဓာကိုရလိမ့်မည်တို့ပြီးမှလာ၍လဝါကတိုင်းကိုထမ်းလျက်ငါတော့သူလိုက်တော့ပြီးမိန်တော်ပြီဘုသူဒီများစွာသောဥစ္စာကိုရတတ်တော်သူဖြစ်၍ထိုစကားကိုကြားရင်မျက်နှာပြည့်၍စိတ်မသာခြင်းနဲ့သွားလိမ့်မယ်ယေရှုကလည်းဥစ္စာရတတ်တော်သူဒီဖျားတတိနိုင်ငံတော်တို့အလိုဝင်ကြလာ၏ပတ်လေတော့ကြည့်ရှု၍တပည့်တော်တို့ကမိန်တော်ပြီတပည့်တော်တို့ဒီထိုစကားကိုကြားရင်မိန်မောတွေ့ဝေခြင်းရှိတပည့်ယေရှုကငါသားတို့မိမိဥစ္စာကိုမိခိုသောသူဒီဖျားတတိနိုင်ငံတော်တို့အလိုဝင်ကြလာ၏ကလအော်ဒီအနဖားကိုရှို့လွယ်၏ငွေရတတ်တော်သူဒီဖျားတတိနိုင်ငံတော်တို့ဝင်ကြသည်ဟုမိန်တော်ထိုသူတို့သည်တာ၍မိန်မောတွေ့ဝေခြင်းရှိ၍တို့ဖြစ်လျင်အဘယ်သူသည်ကဲတင်တော်မူခြင်းသို့ရောက်နိုင်မည်ဟုအချင်းချင်းပြောဆိုကြ၏ယေရှုလည်း
သူတို့ကိုကြည့်ရှု၍ဒီမှုကိုလူမတတ်နိုင်တော့လေဘုရားသခင်မတတ်နိုင်ဘူးဘုရားသခင်ဒီခတ်သိမ်းသောမှုကိုတတ်နိုင်တော်မူသည်ဟုပြောလို့ဒီအဲဇလန်လေးကကျွန်တော်အားလုံးသိပြီးသားဇလန်ဖြစ်တယ်။ဒါကတော့လူတစ်ယောက်ကလာတယ်ယေရှုမှာပြေထားပါတဲ့ရောက်ပါလို့သားပဲ။အဲကျွန်တော်တို့လည်းမကြာပြောလွယ်လွယ်လေးပဲဘယ်လိုပြန်ပြေးကြမလဲ။ထားပါတဲ့ဘယ်လိုရောက်လို့ရမလဲ။ထားပါတဲ့ရောက်ပါလို့ရမယ်လို့မေးကျွန်တော်တို့လာမေးကျွန်တော်ဗာပြန်ပြေးမလဲ။ဩတတိယရှိလို့ယုံကြည်လိုက်ပေါ့။ဟာဒါပေမဲ့ယေရှုရဲ့လိုပြေးလာတော့ယေရှုကချက်ချင်းရဲ့လိုမပြေဘူး။ဒီပညာတရားယေရှုပညာတရားကျင့်တယ်။ပညာတရားကတော့ပညာတရားကျင့်တယ်။အဲ့ပညာတရားကြည့်ပြီးတော့ဒါပေမဲ့မင်းကြည့်ပြီးတော့ချစ်မိတာပြင်းတယ်။မင်းကတခုလိုသေးတယ်။ဘာလို့ကမလဲ။ရှင်းတဲ့ဥစ္စာကိုရောင်းလိုက်။ရောင်းပြီးစဉ်းစားလို့ပြီးလိုက်သူကကောင်းတဲ့ပုံနဲ့ကတော့ရမယ်။ပြီးငါတော့ကိုလိုက်တော့ကျွန်တော်တို့ခဏသူ့နေရာဝင်ခံထားတယ်။ဒီပုံကိုလည်းနေရာဝင်ခံထားကျွန်တော်တို့ဝင်ခံထားဘူးလား။ကြားဘူးလား။ကျွန်တော်တို့ဆိုရင်ဘယ်လိုပြန်ပြီးတုံ့ပြန်မယ်တကယ်ရှိရော။ဘာပဲလဲဘရောကိုယ်နဲ့ရှိဥစ္စာကိုလို့ကျွန်တော်တို့ကဘာလုပ်ကြလဲအဲကျွန်တော်ရဲ့ညမှာခဏစဉ်းစားနော်ကျွန်တော်ဘာလုပ်ကြမလဲကျွန်တော်မှာပစ္စည်းဥစ္စာအများများစားရှိတဲ့ပုဂ္ဂိုလ်လည်းမဟုတ်ဘူးလားအများစားမရှိတော့မှအကုန်ရောင်းပြီးလိုက်ဆိုရင်ယေရှုပြောတဲ့အချိန်ကိုကျွန်တော်နားမလည်နိုင်လို့မျိုးခံစားရတယ်နားမလည်လို့ခံစားရတယ်အဲ့တော့အကယ်၍သိရင်ယေရှုကလာပြီးမိထားပါတဲ့ရတယ်ကသွားကိုယ်နဲ့ရှိတဲ့ဥစ္စာအကုန်ရောင်းဒီခဏနဲ့လို့ပြောကျွန်တော်ပါပြောကြတယ်ကျွန်တော်ကြားပြီးတော့စဉ်းစားလို့ကျွန်တော်ဘာလုပ်လဲဆိုတော့ခုတော့ကျွန်တော်အများနဲ့စဉ်းစားလို့ပြီးတယ်ကျွန်တော်ယေရှုမှာဒီဘက်ကိုကျွန်တော်မလုပ်နိုင်ဘူးခုတော့ကဲမကဲကျွန်တော်ဘာမှမတတ်နိုင်ကျွန်တော်ရောင်းလည်းမရောင်းရဲဘူးကြောက်လည်းကြောက်တယ်အခုတော့မလုပ်နိုင်ကျွန်တော်ပြောမိမယ်လို့ကျွန်တော်အများနဲ့မြင်တယ်ယေရှုလက်တော်လို့ကျွန်တော်ပြင်ပါဘူးအဲ့တော့ဒါကဇလန်အခြေအနေကျွန်တော်ပြင်ဒီကိစ္စကိုပြန်ပြီးသွားရှင်းမှာဖြစ်တယ်အဲ့တော့ဒီညမှာအထူးသဖြင့်ကျွန်တော်ဘယ်ဘက်ကိုအရင်သွားနေလဲဆိုတော့တကယ်ရှိပါပြောလဲဆိုယေရှုကဥစ္စာရတဲ့တော်သူဒီဘုရားသခင်နိုင်ငံတော်ကိုဝင်ခဲ့တယ်ဥစ္စာရတဲ့တော်သူဒီဘုရားသခင်နိုင်ငံတော်ကိုဝင်ခဲ့တယ်နိုင်ငံတော်ဝင်တဲ့ပတ်သက်ကိစ္စနဲ့ပတ်သက်ရင်သူတို့တော်များဘယ်အချိန်မှလို့ထင်လဲဆိုတော့သေပြီးမှကောင်းတဲ့နိုင်ငံတော်ဝင်ရတယ်လို့ထင်ကြတာအဲ့တော့တစ်ခါကျွန်တော်သွားပြီးလာတယ်အာသာလို့ရှိတယ်အာသာဆိုတဲ့ဖြစ်ပျက်လေးတခုပေါ့ဘုရားတော်ကဆရာလာရှိရတယ်လို့ပြောတယ်ကောင်းတဲ့နိုင်ငံတော်မှာနေသက်တာရဖြစ်ဖြစ်ရှိတယ်ဆိုတာဘယ်လိုယုံလဲယုံတယ်လက်တော့တော့ကိုလည်းတော့တယ်ကောင်းတဲ့နိုင်ငံကတကယ်ကျွယ်ဝချမ်းသာပြီးတော့အပူပင်ကင်းမဲ့နေရာဖြစ်တယ်လို့ဘယ်လိုယုံလဲကိုလည်းတော့တယ်ယုံတယ်ကောင်းတဲ့ကောင်းကြောင်းဘယ်လိုယုံလဲယုံတယ်ကောင်းယုံတယ်ကောင်းတဲ့နိုင်ငံဘယ်လိုသွားနေလဲအခုချိန်ဘယ်လိုသွားနေလဲဆိုတော့ကောင်းတဲ့နိုင်ငံဘယ်လိုသွားနေသေးတယ်ဒါပေမဲ့ကောင်းတဲ့နိုင်ငံအခုဘယ်လိုသွားနေလဲဆိုတော့အကုန်လည်းမတော်တော့လားအကိစ္စဆရာဒါပြောဒီချိန်တော့မပေးခြင်းလို့ဆရာကောင်းတဲ့နိုင်ငံကကောင်းမှန်းတော့ကျွန်တော်ယုံပါတယ်ဒါပေမဲ့အခုတော့ကောင်းတဲ့အခုသွားတယ်ဘယ်လိုလဲအဲ့ဒီကတော့ကျွန်တော်တို့အများအားဖြင့်ကောင်းတဲ့နိုင်ငံလို့ပြောရင်သေပြီးတက်မလို့မှသွားရတဲ့နေရာဖြစ်ချင်တဲ့အခါမှာကောင်းတဲ့နိုင်ငံသားတယောက်ခံစားရမယ်အခုပြင်ကျင်းမဲ့ခြင်းငြိမ်သက်ဝမ်းမြောက်ခြင်းရှင်လန်းခြင်းဒါတွေကိုလည်းသေပြီးမှရမယ်လို့ကျွန်တော်ထင်နေကြတယ်ဆိုတော့ဒီနေ့တခုသတင်းကောင်းတစ်ခုပါတယ်ကောင်းတဲ့နိုင်ငံတော်ကကိုအဝေးကြီးမှာရှိတဲ့နိုင်ငံတော်တုံးကုန်တကယ်ရှိမြေကြီးပေါ်လာတဲ့အခါမှာဘာလို့လဲကောင်းတဲ့နိုင်ငံတော်ကြီးတည်လို့နေပြီကျွန်တော်စတိုးတဲ့ကောင်ကဘာပြောလဲနိုင်ငံတော်ဒီကောင်မသိတော့ကောင်းတဲ့နိုင်ငံတော်ပြောင်းတဲ့နိုင်ငံတော်မတီထောင်သေးလို့တီထောင်လိုက်ရတာပြောင်းတဲ့နေရာမျိုးလို့ကျွန်တော်နိုင်ငံတော်တီထောင်ဖို့စတိုးနေရတာမဟုတ်ဘူးကောင်းတဲ့နိုင်ငံကသူ့ဘာသာရှိတယ်ဒါပေမဲ့တကယ်ရှိဘာပြောလဲဆိုကောင်းတဲ့နိုင်ငံမြေကြီးပေါ်မှာလာရောက်တီထောင်တာဖြစ်တာ The kingdom is at hand မြေကြီးမှာကောင်းတဲ့နိုင်ငံတီထောင်လို့ပြောတာနောက်တစ်ခုကျွန်တော်ပြောချင်တယ်နိုင်ငံတော်ဝင်စားခြင်းဆိုတာတမန်တော်မှာဖြစ်မဲ့ကိစ္စမဟုတ်ပါဘူးဥပမာကောလောသဲဩဝါဒကခန်းကြီးငယ်73မှာဆိုကောလောသဲဩဝါဒခန်းကြီးငယ်73မှာဘယ်လိုပြောလဲဆိုတော့မောင်မိုက်ဘုံကလည်းငါတို့ကိုနှုတ်ရချစ်တော်မူသောသားတို့နိုင်ငံထဲသို့သွင်းတော်မူနော်မောင်မိုက်ဘုံကလည်းငါတို့ကိုနှုတ်ရချစ်တော်မူသောသားတို့နိုင်ငံထဲသို့သွင်းတော်မူကောလောသဲမြို့မှာလူငယ်တွေပေါင်းတဲ့တော်မှာအသက်ရှိတင်ရှာမသေးခင်ထဲမှာရှိနေတဲ့ကောလောသဲမြို့သားတွေကိုโอเคပြန်ပြောမယ်နော်ကျွန်တော်ပြောရမြန်လားပြပြပြန်ပြောမယ်မြေကြီးပေါ်မှာမသေးခင်တည်းကအသက်ရှိထင်ရှားရှိနေတဲ့ကောလောသဲမြို့သားတွေကိုခရစ်တော်ရဲ့နိုင်ငံထဲမှာရောက်နေပြီလို့ကျမ်းစာဖော်ပြပါတယ်။ပြတ်တဲ့နိုင်ငံတော်ထဲမှာရောက်နေတယ်ပေါ့။အဲ့ဒါအပြင်ကိုကျွန်တော်တို့ပြောချင်တယ်ကျွန်တော်အားလုံးသိတာကျမ်းစာတစ်ခုရှိတယ်။နိုင်ငံတော်ရဲ့ကောင်းခြင်းတရားတော်ကို
修多啥家咯？那么都要不要不？在于比如，找不到，那个的找不的。那些那漂不成家了，修多啥家咯？那么都要不要不？在于比如不的。而标准的多个，这全爸妈都自己呢，把印象在哪里？哪一年到我印象在哪里？哪个那漂不成家了印象在哪里？cái việc này nó đã có thể tìm mà tôi làm mẹ giáo gì cho nó bảo là hiện tìm mà có tôi làm mẹ giáo tôi bảo cái cái số xa đây cái đấy là bảo như chỉ mà tất nhiên sẽ mà là tìm tôi này nó này cái đấy ấy này cho quay này nó quỳ gì chứ này nó quỳ bảo là rồi thôi làm nào cũng thay vì bị rồi một thôi giờ lúc đó các bạn tên sai nhà vui nhà rồi mà bùi vào rồi cho đi u mà lại đi ra cái trái các bạn tôi bảo đi là America từng ngày America từng ngày chúng tôi được gọi là America này nhiều đó, do là thế nào? Do ấy, nếu có sao cũng đi làm gì? À, chỗ này America này nhiều được gọi là, chúng nó thì America, thực ra nó khỏi là, nó khai cho nó Korea mà này nó nếu nó mà được khỏi này, chỗ tiếng ngon hiện tại là cái Korea là do sinh cái này, à đi học lúc đó mình làm sao được vậy? Đi này do bởi vì lúc đó rất nhiều rồi. Tất cái chỗ kiểu này từ bỏ này chỗ nào đấy hey này nó nói cái gì ấy này rồi đấy mà là u đi này gì giàu là cái ấy này rồi là này ta khuyên yêu mình được can ra ya này ta khuyên ya bảo rồi there is no worry bên tu bên nhà trong chứ sai của là mà cũng lúc đầu gì đó cái chỗ này bây giờ cái cho nó được tham gia mấy thì là nó cho nó được cha bao cho tham gia mà đấy bây giờ sao đâu là anh đi, bây giờ tôi ya anh hủy mà suy nghĩ này, thôi ya nào có ta đã nạp vào được sao cũng được trái, thôi ya nào có tiền đâu thì tông lúa trong vụ, công nghiệp vùng này sử dụng được tiền đâu bao nhiêu đồng sao cũng công nghiệp vùng này sử dụng ta lúa cái gì vậy, theo như này nó phải làm gì thì là có siêu và sao đó nó mà thôi ya nào có thay vì bị rồi đấy, như thế mà tất nhiên là nó mà nó làm được cái đấy. Thế vì nó mà này nó đuôi một tất nhiên là nó mà này nó đuôi mà ấy này mà tôi cho mình này nó khuyên yêu của Giêsu ra thì được này nó khuyên yêu là ở đây đó bùi thì xí rồi sai rồi mình à như thế nào đấy nó chua đấy cho nó gì đấy America này nó bao nhiêu cho nó tiền mà đấy xí đấy America này mà tiền cái xí cũng rồi mà tiền cái xí tôi không xí là tiền cho không xí rồi nó coi như thế thì sao đó đi ra rồi mà phụ anh này ngày giao ngoài sao cũng là tôi phải làm cái điều này mình nhảy xí nó cái chuyện là gì chứ mà anh này cũng mà thà tôi có thể cái này xí anh này nó mất đi cái mà mình đâu quên anh này vậy ấy cũng giao ngoài phụ ban gì kiếm này sai gì phụ là gì thành bí rồi mình đang nói tôi chui ra đấy thêm mà đấy này nó không có siêu sao nó mà phụ ya cái sao luôn rồi đấy thế là cái đó biểu thế là bây giờ này nó không có siêu sao nó mà phụ ya nó thay gì bí này rồi thấy cái sao cái nào một cái chú à, chúng ta biết gì mà này đó, cái béo gì sao, cái này có số liệu đó, đó bây giờ mà, nhưng mà nó sao được, cái béo sao chúng ta không có sao được rồi, bố cái gì chú à, cái này cái nào sao, qua được nào biết mà, qua này nào cũng vậy, cái này là sinh ra cái là câu này nhé, cái chú mà thay cái gì đó, chúng nó mà giáo được, chúng mà tu mình kiếm cái đồng gì chúng là, chú ý hắn chú này đó. cái America này mà giáo vậy cái công tác nội dung gì đấy mà đâu có thể mà đâu có hiểu đấy cứ nó sai mấy giáo mà đâu có thể mà toán được nhiều mà bảo đấy mấy giáo ấy này mà giáo mà sinh ra đấy mà ấy được lúc sống được chứ đó chú cứ bắt đầu con tôi nói là này là nó win gì này là đã có gì cả này là gì cả thì bây giờ mình làm chuyện này cái sao mà như chỉ có mà là cái gì thế là bạn này Giêsu thà ra cái gì, trong ấy này nó quyền luôn ra này, quyền nói là chuyện gì thì à, quyền kiếm được điều gì mà người ta này là cái làm gì, ok, rồi bây giờ nó rồi đi đi, quyền kiếm được cái quyền làm gì này nó quyền luôn gì đấy, cái này cho nó xí bài, cho nó này nó phải đi đi bao đấy chỗ gì đấy, TV bao đấy bao nhiêu đó bao nhiêu shop đó có lúc cái này công khai như mà bao nhiêu đó đấy rồi xong rồi giờ mình giờ cái này công khai tôi mà tôi sẽ đồng công việc rồi sẽ làm món gì ha này nghe nó cũng mà tôi quên đấy tôi chỉ cần đi chơi gì cái cái chút tiền bây giờ này nó quên cái mà bảo đấy tôi nó tiền đi làm gì
အဲ့ဒီမြေကြီးပေါ်မှာနေစမှာအပူပင်ကင်းမဲ့သွားနေတိုင်းလည်းမဟုတ်ဘုရားသခင်ပေးတဲ့ကောင်းကြီးမင်္ဂလာနဲ့ပြေဝဖို့ရန်အတွက်ဘလို့ qualification ဖြစ်ဖို့လိုလဲပေါ့နော်ကျမ်းစာပါပြောတယ်တကယ်ရှိပါပြောတယ်တကယ်ရှိပါပြောတာကျွန်တော်တွေ့တယ်ဆိုတော့ကလောဒီအနာပါကိုခုနကကျွန်တော်ဖတ်သွားနော်ရှုလိုက်ငွေရတဲ့တော်သူဒီကြားတဲ့နိုင်ငံတော်တို့ဒီကေတာဒီနေ့တော့ကျွန်တော်စမှာအနာပါပြောပြတယ်ကျွန်တော်အဲ့ဒါဘာသာပါလဲနောက်ပါပါတယ်ပေါ့လေနော်အနာပါလို့အကြည့်ကြိုးဝင်ဖို့လွယ်တာတော်ရဲ့လုံးနေတော့လွယ်တယ်အနာပါအဲ့ဒီတော့တွင်းရတာလည်းတစ်ကီလိုတစ်ပါစူပြီးတော့တွင်းလိုက်ဝင်တယ်အဲ့အနာပါလေးကိုလက်တန်းတွင်းလို့ရတာအဲ့ဘယ်လောက်ကြီးတယ်လဲပေါ်လို့ဒီမှာတော်သိသိဆိုဘယ်မှာရတာမရှိဘူးကျွမ်းတဲ့ကောင်တော့တွင်းလို့ဆိုရင်ဖြစ်နိုင်လားကလောတဲ့ကောင်အနာပါတွင်းလို့ဖြစ်နိုင်လားနော်ကလောကောင်နဲ့အနာပါတွင်းလို့ဖြစ်နိုင်လားဆိုတော့လုံးဝမဖြစ်နိုင်ဘူးကလောတဲ့ကောင်ကအနာပါလေးဝင်ဖို့လုံးဝမဖြစ်နိုင်ဘူးငွေရတတ်တော်သူကကောင်းတဲ့နိုင်ငံတော်ဝင်ဖို့အဲ့ဒါထက်ပိုခက်တယ်ငွေရတတ်တော်သူကနော်ကောင်းတဲ့နိုင်ငံတော်ဝင်ဖို့ကမဖြစ်နိုင်တာတဲ့ပိုခက်တယ်โอเคနည်းနည်းပြဿနာစားလာကျွန်တော်ဒီပြောပါကျွန်တော်ပြဿနာရှိအဲ့ဒါလည်းရှိရစကားခံရလဲပါတယ်နော်အဲ့တော့ပတ်စံကောင်အန်နေရှိတယ်အဲ့တော့ဒီမှာတကယ်ယေရှုကပြောတယ်ငွေရတတ်တော်သူကကောင်းတဲ့နိုင်ငံကိုဘယ်လောက်ခက်တယ်လို့မဖြစ်နိုင်တာတဲ့ပိုခက်တယ်လုံးဝမဖြစ်နိုင်တော့ယေရှုမပြောတော့ပိုခက်တယ်ပဲပြောတာပိုကိစ္စကြမဖြစ်နိုင်အနာပါလေကိုကလောကိုဘလို့မဖြစ်နိုင်တဲ့ကိစ္စကျွန်တော်တို့လူကြံစီနဲ့ဘလို့စဉ်းစားမဖြစ်နိုင်တဲ့ကိစ္စအဲ့တော့အခုပြောဒါပေမဲ့အဲ့ဒါလည်းပိုခက်တာပါငွေရတဲ့သူကငွေရတဲ့သူဆိုတာနေ့စဉ်သုံးစကားနဲ့ပြောရင်ဗာလိပဲလို့ပြောတယ်လို့ငွေရတဲ့သူကကျွန်တော်စဉ်းစားကြည့်နေ့စဉ်သုံးစကားနဲ့ဘယ်လိုကောင်းလဲဆိုဝင်ငွေကောင်းတော့သူဒါမို့ချမ်းသာတော့သူဝင်ငွေကောင်းတော့သူကောင်းတဲ့နိုင်ငံတို့ဘာစီရဘလို့လုပ်မယ်အဲ့ကိစ္စဘလို့လုပ်ကျွန်တော်ဒီနိုင်ငံကဘာကိစ္စလာလဲတော့ငွေကောင်းလို့လို့လားပတ်စံကောင်းလို့လို့လားဘာပဲပြောပြောရတယ်မလားအဲ့တော့ဒီမှာပြောတဲ့တိကျပြောတယ်အဲ့တော့ပတ်စံအရန်အဝင်ကောင်းတဲ့ပုံကိုယ်တွေကနိုင်ငံတော်တကယ်ကွာမဖြစ်နိုင်အောင်ခက်တယ်လို့နိုင်ငံတော်ဝင်မှုခက်ပြီဆိုတော့နိုင်ငံတော်ရဲ့အခွင့်အရေးမခံနိုင်အောင်နိုင်ငံတော်ရဲ့အခွင့်အရေးပါတော့ညီသက်ဆုံးတယ်နိုင်ငံတော်ရဲ့အခွင့်အရေးဝမ်းမြောက်ဆုံးတယ်နိုင်ငံတော်ကိုညာကုန်းမသိဘူး။နိုင်ငံကိုညာကုန်းရှိတယ်။ကျွန်တော်နိုင်ငံဟုတ်တယ်လေ။ကိုရီးယားနိုင်ငံသားပြောတော့သူကကိုရီးယားနိုင်ငံသားပြောဆိုကုန်းမသိရှိတယ်။ပြောတယ်။အမေရိကန်နိုင်ငံသားပြောဆိုရှမ်းကိုပြန်ခေါ်လို့မရတော့။ဟုတ်လား။ We are American ။ဒါနဲ့မြောက်ပြောတော့ဟဲ့လား။အဲ့တော့ပြောနေတာဟိုကုန်းသိရနိုင်ငံသားဖြစ်ချင်မှအဲ့ဒီကုန်းဒီအခွင့်အရေးရှိတယ်။ဒီအများကြီးရတယ်။နိုင်ငံတော်ဝင်ဖို့ရန်တဲ့နိုင်ငံတော်ဝင်ခွင့်မရဘူးခင်။ကုန်းကြီးမရဘူး။ဒီကကျတော့ရှိဝင်တော့တော့ဘယ်လိုလုပ်ကြလဲတော့ဘယ်လိုလုပ်ကြလဲတော့ဒီအရှိတော့ကျွန်တော်ဒီအတိုင်းပဲပြောပြတယ်တော့တစ်ခါကျကျွန်တော်စဉ်းစားတယ်ကျွန်တော်အားလုံးတကယ်ဘာလို့ယူလဲရင်းသက်ချင်လို့ယူလားအားလုံးရင်းသက်ချင်လို့တယ်အားလုံးဝမ်းမြောက်ချင်လို့ယူလားအားလုံးဝမ်းမြောက်ချင်လို့အားလုံးဂုဏ်ပြလို့ယူလားလို့ချင်တယ်ဘယ်ကနေရဖို့လဲနေကြတယ်အဲ့ဒါအများကြီးရှင်ဘာလို့လို့ယူလဲငါဝင်များရတဲ့အလုပ်ကိုငါရတဲ့နေ့မှာငါငြိမ်သက်ခြင်းရှိလို့ကျွန်တော်အားလုံးပြင်တယ်။ငါချမ်းသာတဲ့နေ့ကျတော့ငါဂုဏ်တရားရှိပြီးဝမ်းမြောက်နိုင်ပြီလို့ကျွန်တော်တို့ထင်တယ်။အဲ့တော့ကျွန်တော်ဘာလို့ရှာလဲ။အဲ့ဒီငွေများရှိနေအောင်ရှာတယ်။ကျွန်တော်နေ့တိုင်းမှာဘာအတွက်ကြံစီလဲ။ဝင်အကောင်းဆုံးလုပ်ကိုဘယ်လိုရအောင်လုပ်ရမလဲဆိုတော့ကြံစီတယ်။သခင်ယေရှုရဲ့ပြီးတဲ့ပညာတော်နဲ့ကျွန်တော်တို့ထင်တဲ့ဆန့်ကျင်တဲ့ဖြစ်နေအခုကကျွန်တော်တို့ကငွေကိုရဖို့အဓိကအနေနဲ့ရှာလေးလေတနည်းအားဖြင့်ကျွန်တော်ငြိမ်သက်ခြင်းကိုဘတော်မှတွေ့ရမှာမဟုတ်ဘူးကျွန်တော်အားလုံးငြိမ်သက်ခြင်းလို့ကျွန်တော်ပြောပြီးသွားပြီဒါပေမဲ့ငွေများရမှငါငြိမ်သက်မယ်ဆိုပြီးကျွန်တော်တို့ရှာလေးလေငွေပူရဖို့ရှာလေးလေသခင်ယေရှုရဲ့ဒီအကြံစီတော်ဘုရားသခင်ယေရှုရဲ့ဉာဏ်ပညာတော်ရသင်ကငြိမ်သက်ခြင်းနဲ့ဝေးလေးလေးပြန်ပါတယ်ကျွန်တော်အဆောင်ပါပြောလဲဆိုတော့ကျေးဇူးများချမ်းပါဒီလာတဲ့ခိုင်းကနော်လိုက်ပြီးတော့ဆိုရအောင်ရတဲ့တော့သူ
season shingle, eight just a day, even I can't even send it. Yada got to season shingle, eight, yeah, see, day. Don't shut a good little outlook, no matter. And Lodro, shall Yah go on my Jana dry. Giant on my 80 season, I think, 8 days ago. And I've been with the case you are in my day with the kind of girl. She might look in them. I do this. Yeshua Madaru, Mataru, Mimi Osago, me could not be. Mimi Osago, me could not be. That means I know we After a little, do you comment in a way, a two of all can lie out to the world? Two real people jump at one. We should not German, we should not feel the channel of the so the quality of the southern section is not my you know, can have happens in life. Traveling, I join my new. I will get the daughter king. I, yeah. My Uzago, so like Malazai. Uzaga, Joey, who are la. Piano sheet, you know, Ashidu can lie. That's what I met. So, what look at that? What was she Ashidu? Person she are you? Okay, banana person she really die. What are they block? She. Now each child will no a car will be a person she knows about not men are to me out. Who's a person that is not in Jersey? Person that you have about our shop. So I must not get it. Person many are you a oh, Taba Piazza. The insurance is you can make no poor engine of pollution, $900 in the chamber of we are there no problem to level. The sun people needed me in a man or we move for a family. The sun will be too needed to know and will do it and kill me for a family. I have been sure no idea about the Uma do the cushion again. They do not can we say in Canada. The Kenya will do my same kind. Do Dugo, but even you Dugo, I have Beduma, Pia Cabasa, anything you have never let go. Yarkin, Local City. But why am I piano? I got the king you go. The king you got pianos in Tower Piano. No, don't let it go. No, Aloma. Oh, piano no abu, piano no Asia manyama, we don't ask you. Piano no pure manyama, we don't pure agent. Piano no Consia manyama, we don't home. Shimero, can you just shoot it? It's what I am sorry. Now, which man are going to get a Kawashima. Can you just shoot it in a thing? I'm here many down. Thing on here, say. Who man on there? I think I'm a little I wish that the Canada will see the running year, but I'm not going to no, when we got to do it, no year gone. When we got going with the government and moving out of that, Nango, you want to get me young and shadow of blood. You should appear as you should be able to you and a power hill, can all we will cut it, and a poor cut about it. China do, we are do, we will go to government and we cut out, block it, yes, he moved the night. But then she is going to do what I would do. In my Yeshua, or but she has to do the Palestinian now, do not cook the other. But when she is saying about you, do not the matter about 8 point. 8 point and 6 going. But I was shy, but I was saying, yeah, Johnny, they were out of the we were out of the yard. And I guess what? We have no, we would get sick, we are don't do not don't know. Matia, we would get Nano Pego, but Stan she Piazza King, a lord, a don't do now. To be in a but some would get shine and look, and none of us and a name that is she now. So we need up. They are Piazza King, do not know Pogo, do not Pogo. This is not going on to something do not know. I can't think about it. I can't think about it. You are doing it. It's my issue. Nothing about it.
ငါဘာမှလည်းမရောက်ဘူးယေရှုဘုထောက်ယေရှုကိုလုံးပြီးမှကိုရောကိုလုံးဝအမှုပြုလိုက်ယေရှုလို့ရှိတယ်။တမန်ကျမ်းစာကပြောတယ်။နောက်ရှာရင်စိတ်လုံးကျွမ်းတဲ့ရှာရင်တွေ့ကြတယ်။နောက်ရှာရင်စိတ်လုံးကျွမ်းတဲ့ရှာရင်တွေ့ကြတယ်။စိတ်လုံးကျွမ်းတဲ့ရှာတဲ့ပဲပါတယ်လား။ဒီပရိသတ်မှာကြည့်ခဏလို့လေ။စိတ်လုံးကျွမ်းတဲ့ရှာတဲ့ပဲလား။ကိုရောကိုမတွေ့လို့မရဘူး။ကိုရောကိုတွေ့မှဖြစ်တယ်။ကိုရောမရှိတဲ့ကျွန်တော်တက်ရှင်လို့မရဘူး။ကိုရောရှိမှဖြစ်ဖို့ဖြစ်မယ်ဆိုတော့စိတ်ရှိတာစိတ်လုံးကျွမ်းတယ်။အဲ့ဒါကိုပေတရုမှာပြရတယ်။ပေတရုကိုသခင်ယေရှုတရားဟောတယ်။မင်းငါအသားနဲ့ငါအသွေးကိုစားမှထာဝရသက်ကိုရမယ်ပြောတယ်။အဲ့မှာကျွန်တော်ဒီနေ့အခုပဲပြောသေးတာ။ဟုတ်လား။ငါအသွေးနဲ့ငါအသားကိုစားမှထာဝရသက်ရမယ်ပြောတော့ကျွန်တော်တို့ဆိုဘယ်လိုနေမလဲ။သခင်ယေရှုကျွန်တော်ရှိရောက်လာ။ညီကောင်မောင်တို့ဓမ္မမိတ်ဆွေကောင်းတယ်။ငါအသွေးနဲ့ငါအသားကိုစားရင်ထာဝရသက်ရမယ်။ဒီမှာပြည့်တဲ့နေရာဆက်တော့အောင်ဒီလေ။ဟောပြဿနာပဲ။ကျွန်တော်ပြောထားပါတော့လား။ကျွန်တော်အသားကိုစားပြီးကျွန်တော်တွေ့တော့ထာဝရသက်ရမယ်ဆိုဒီမှာဘယ်လိုထင်လဲကျွန်တော်နည်းနည်းတော့လွတ်ပါပြီ။သူ့ကိုတွေ့နေတူတာ။အဲ့တော့လူတော်များများလေတကယ်ရှုအဲ့စကားလေးပြောလိုက်တော့လှည့်တော့ပါလား။တကယ်စကားပြောတာနားမထောင်ဘူး။နော်ရှင်ကပြောကြတယ်6နဲ့66ပါပါတယ်။သူစကားကြိုက်ပါဘယ်လိုခံရရင်ရှိပါလဲဒီလိုစကားယူလူတွေ။ဒါပေမဲ့ပေတရုကပြောတာကျွန်တော်ဖတ်ပြနေတယ်။ပေတရုရဲ့ဘောရာစိတ်လုံးကျွမ်းမဲ့ရှာတဲ့ဘောရာပဲ။ပေတရုလိုပြောလဲဆိုတကယ်ရှုလည်းနည်းနည်းတော့အခါကျအရန်တိတိကျကျဆုံးဖြတ်စေကျွန်တော်မေးတယ်ဘယ်လိုမေးလဲဆိုတော့ယေရှုကတစ်ချိန်မပါတော့သူတပည့်တော်ဆင်မပါဘူးတင်းတို့လည်းထွက်သွားခြင်းမှလို့ရှိတာမင်းတို့ကထွက်သွားခြင်းဒီလားမင်းကမယေရှုကိုလည်းပြောလိုက်တော့ရှီမုန်ပေတရုကသခင်ကျွန်တော်တို့ဒီအဘယ်သူတန်းသွားရပါမည်ဘယ်သူတန်းသွားရမှာလဲကိုရိုနာကိုမလာပဲကျွန်တော်ဘယ်သူဒီသွားမှာတခြားလူမရှိတော့ဘူးထာဝရသက်ရှင်တော်ကကိုရိုနာပဲတည်တယ်ထာဝရသက်ကိုစပ်ပေးတယ်ကျွန်တော်နားလဲရမှာလည်းကြတာကိုတော့ကျွန်တော်နားလဲမလားလုံးနေတာမလုံးနေတာကြတာကျွန်တော်ခွာရကြတော့မရှိဘူးကျွန်တော်နောက်တစ်ယောက်ထန်သွားကြမရှိဘူးစိတ်လုံးကျွမ်းတယ်စိတ်လုံးကျွမ်းတယ်အဲ့တော့ဒီကနေ့နိုင်ငံတော်ဝင်ဖို့ရန်ခက်ခဲတယ်ကျွန်တော်ဝင်ကောင်းတယ်ကျွန်တော်အားလုံးလိုချင်တယ်လုံးလဲလုံးဆောင်ကြတယ်ဒါပေမဲ့အဲ့စိတ်လုံးကပြောင်းလဲမှာဖြစ်တယ်တင်းစီမှာဒီငွေရှိမှဖြစ်မဲ့ဆိုစိတ်ရှိနေသေးတဲ့နိုင်ငံတော်မှာဝင်ဟိုတဲမစွာတုံးပြနေအောင်လုပ်ပြနေဖို့ဒီရှိစပါးရရှိတယ်ဆိုတော့လက်ခံပါရှားနေတာဒီနေ့ဒီမှာရှင်မမရောက်ကြတဲ့ပုံမျိုးကြီးအားကိုးခြင်းနဲ့တက်ပြင်ပြင်ဆင်လာတဲ့ဒီတဲ့ဝမ်းမြောက်ခြင်းပုံကြီးရှိခြင်းမြောက်ခံရရှိကြပါစေတဲ့ပုံမျိုးဖြစ်ပါတယ်အာမင်